ဒီမောင်လေးရလေစိတ်တူတယ်ဒီလားအမလည်းအဲ့လိုဖြစ်ချင်တာလေကျွန်တော်ကတော့တဲ့တရားလဲရချင်နေတဲ့ဝုခုံလို့တကိုးရှင်လည်းဖြစ်ချင်နေတဲ့တကိုးရှင်ဆိုလို့ကြွားချင်တာမဟုတ်ဘူးကကဘာကြီးငိမ့်ငိမ့်ရအောင်စွမ်းဆောင်ချင်နေတဲ့ဖြစ်မယ်ဆိုတဲ့အကုန်ဆွတ်လွတ်နိုင်နေတဲ့ဖြစ်နိုင်ဦးမောင်လေးဘာဖြစ်လဲဆိုတော့အမကြီးလည်းမောင်လေးတို့တစ်ချိန်အားဖြစ်ချင်ခဲ့တာဒါပေမဲ့လေမောင်လေးဒီတကိုးရှင်ထက်လေတာလွန်တဲ့အရာရှိတယ်မောင်လေးကိုမကြီးပြီးမယ်မိုက်လည်းဒီတကိုးရှင်ထက်တာလွန်နဲ့ရတွေ့သွားလို့ညင်သွားတာအဆအဆိုမိုက်လည်းတကိုးရှင်ရမ်းဖြစ်ချင်တာဘာဖြစ်လဲဆိုတော့တကိုးရှင်ဖြစ်ချင်တယ်ဆိုတာစင်မရှိစင်ရတာဒုက္ခရောက်နေတဲ့လူတွေတနာတယ်လေနော်တနာတဲ့ခါကျတော့ငါတို့ဒီတကိုး80ပတ်တွေဒီတကိုးတွေရှိမယ်ဆိုလို့ရှိလို့ရှိရင်ငါတို့ဒုက္ခဖြစ်နေတဲ့လူတွေကိုတော့ချက်ချင်းတော့ကုညီမယ်ပေါ့နော်နောက်ပြီးတော့စင်ရနေတဲ့လူတွေအကုန်လုံးလည်းချမ်းသာအောင်လုပ်ပေးမယ်ကွာပြီးလို့ရှိရင်ဒီဒုက္ခဘာကြီးနေထိုင်တဲ့ကဘာကြီးမှာစစ်ဖြစ်နေကြတယ်ဒီစစ်ဖြစ်တဲ့နိုင်ငံတွေကမတရားလုပ်နေတယ်ပါတယ်ဆိုလို့ရှိရင်တော့တွားပြီးတော့ကိုယ်တွေတကိုးတွေနဲ့ပေါ့နော်တွားပြီးတော့စွမ်းဆောင်မယ်ပေါ့နော်အကုန်လုံးစွမ်းဆောင်နိုင်တဲ့အရေးချင်းရှိအောင်လုပ်မယ်ပေါ့နော်စင်းရဲတဲ့လူလည်းမရှိရအောင်အကုန်လုံးချမ်းသာနေရမယ်ပေါ့လူတိုင်းပဲချမ်းသာနေရမယ်ဒုက္ခရောက်တဲ့လူဆိုတာလည်းမရှိရအောင်ပေါ့နော်အဲ့လိုမျိုးငါရအောင်စွမ်းဆောင်မယ်ပေါ့ဆိုတော့ဒီတကူဒီတကူတွေကိုလိုချင်တာပေါ့နော်တကူချင်းလိုချင်တဲ့ခါကျတော့အမမောင်လေးတို့ကယောက်ျားလေးတော်သေးတယ်လေအမမင်းကလေးဆိုအမလေ့လာမင်းကလေးတွေကဒီစံပိန်ရင်တကူတွေရနိုင်လားပေါ့နော်တကူတွေရနိုင်လားဆိုတော့ရတယ်တဲ့ဒီလားတကူရတယ်တဲ့စာပြီးမှလည်းရှိတယ်မင်းကလေးယောက်ျားလေးမခွဲကြဘူးကြင်ကြံပွားများတဲ့ပေါ်မှာပဲမူတည်မင်းကလေးတွေတကိုးတွေရနိုင်တယ်ရနိုင်ဆိုတော့ပျော့သွားတယ်ကြငါတို့ဒီတကိုးတွေရအောင်ကြင့်မယ်ပေါ့နော်တကိုးတွေရအောင်ကြင့်မယ်ဆိုတော့တကယ်လဲကျင်တယ်တကယ်လဲကျင်တယ်ဒါပေမဲ့ကံကောင်းလို့ပေါ့နော်ကံကောင်းလို့လမ်းမမရောက်တာဒါတော့ဆရာသမားကောက်ကောင်းရတယ်ဆရာသမားကောက်ကောင်းရတယ်နောက်ပြီးတော့အမားကလည်းဗုဒ္ဓစာပေတွေအရန်လေ့လာတရားတွေလည်းအရန်နာတရားတွေလည်းရန်နာတယ်စာပေတွေလည်းရန်နေတာတော့အမဒီတကိုးထက်တာလွန်တဲ့အရာကိုငါတွေ့သွားအဲ့ဒါမောင်လေးကိုအမပြီးမယ်ဒီတကိုးထက်တာလွန်တဲ့အရာပညာဘာဖြစ်လို့လဲဆိုတော့ဒီဝဒတ်လေလောကိဇံရတာပဲတကိုးရတာပဲလောကိဇံရပဲရအပေရောက်သွားတယ်ဘလို့ရှော့ပါဇန်ရှော့ပြီးနောက်ပြီးဆိုအပေလေးပုံသွားတယ်ဟောဒီလောကမှာလည်းတကယ်ရှိတယ်တချို့ရဒီမောင်လေးရဲ့ဒီတမထကိုအားထုတ်လို့ရှိရင်တမထရဲ့စိတ်ဆွမ်းအင်ဆိုတာရှိတယ်စိတ်ဆွမ်းအင်ရတဲ့ခါကျတော့တချို့တွေကကြားနိုင်တယ်မြင်နိုင်တယ်ဆိုတဲ့အရာလေးတွေပေါ့နော်ရတယ်ရတဲ့ခါကျတော့သူတို့ကအဲ့ဒါကိုစိတ်ကြီးဝင်ပြီးတော့တချို့တွေဆိုလို့ရှိရင်ဘေးတင်တော့ဟောတာလေအကြမ်းမြင်ဟောတာတွေဘာတွေညာတွေတော့လှုပ်လိုက်တယ်လှုပ်ပြီးလောဘနောက်တွေလိုက်သွားတဲ့ခါကျတော့အဲ့ဒါလေတကယ်တော့သူတို့ရတဲ့တကူကလေအပယ်နှခမ်းပေါက်မှာတိနေတယ်ဟမ်စင်းတဲ့ခါကျတော့အပယ်ပုံသွားရတယ်ပေါ့တော့ဒုက္ခအပယ်ငရဲကြသေးတယ်ဆိုတော့ခါကျတော့အမလန့်သွားတယ်အမဟမ်တကူရပြီးငရဲကြနိုင်သေးတယ်ပေါ့လေဆိုတော့ချနိုင်တယ်တဲ့ရတဲ့လူတွေလည်းအများကြီးပဲဆိုတဲ့ခါကျတော့လန့်ပြီးတော့အားတော့ဆိုငါတကူပါလုံးမလဲငါဒီဒုက္ခစင်းရဲကလွတ်ချင်လို့ချမ်းသာလို့ချင်လို့တကူရအောင်ယူပါတယ်ဆိုနေကမှဒီတကူရရင်မှအပယ်ကြားရမှာဆိုတော့မကိုက်ဘူးအပယ်မှာပို့ပူတယ်အပယ်ပို့ပူတယ်အပယ်တော့ပို့ကြောက်တယ်ဆိုတဲ့ခါကျတော့မောင်လေးသိတာလားနောက်ပြန်လေးလာတဲ့ခါကျတော့ဖះတကူသုံးလောကထွတ်ထားလေးသိချင်းနဲ့တကဘာသိမ့်ပါရင်ဖြစ်လာတာတကူရမှာလည်းအမြင့်မြတ်ဆုံးဆိုတဲ့ခါကျတော့ဒါဆိုလို့ရှိရင်ဖះတကိုးတွေနဲ့အကုန်လုံးကိုကယ်လို့ရတယ်ဆိုအကုန်လုံးမတို့လည်းတကိုးနဲ့ပါကုန်တတ္တဝါတွေမရှိတော့ဟုတ်လားမရှိနိုင်တော့အဲ့ဟာကြောင့်မလို့ဖះ45ဝါလာလို့ဖះဒီလောကုတ္တရာတရားကိုသိအောင်ဖះဟောတာဒီလောကုတ္တရာတရားဆိုတာတကယ်ချမ်းသာခြင်းအကြောင်းဖះဟောတာချမ်းသာအစစ်မှန်ပေါ့နော်ချမ်းသာအစစ်မှန်အခုအမတို့တကိုး80ပတ်တွေနဲ့ဥပမာကွာမောင်လေးကတကိုး80ပတ်ရတကိုး80ပတ်ရလို့ရတဲ့တတ်တာလုံးပေါ့နော်တခဏတာမဟုတ်တတ်တာလုံးမောင်လေးအကုန်လုံးကိုလိုက်ကူညီလိုက်တယောက်ပြီးတယောက်လိုက်ကူညီလိုက်လို့ချမ်းသာတဲ့လူကြီးပဲရှိမယ်လို့မောင်လေးထင်လားအကုန်လုံးချမ်းသာအကုန်ပဲအကုန်လုံးဆင်းရဲသူလုံးဝမရှိတော့ဘူးလို့မောင်လေးထင်လားမရဘူးမောင်လေးဘာဖြစ်လို့ဆိုဒီမှာဖះမြင်ထားပြီဖះဘာမြင်လဲဆိုတော့ဖះအပေါ်ကနေဒီတတ္တဝါတွေအကုန်လုံးကိုမြင်ထားတာတတ္တဝါတွေအကုန်လုံးဘာမြင်လဲဆိုဒီတတ္တဝါတွေရဲ့ကိလေသာအထုပါကိုမြင်တယ်ဒီတတ္တဝါတွေရဲ့ကုသိုလ်ကံအကုသိုလ်ကံတွေလုံနေကြတဲ့ဟာတွေကိုမြင်တယ်။ဘာဖြစ်လို့ဖះအောင်ထုတ်ခေါ်တာလဲ။တတ္တဝါတိုင်းရတဲ့လောဘမှုစိတ်၈ပါးဒေါသမှုစိတ်2ပါးမောဟမှုစိတ်2ပါးအကုသိုလ်စိတ်12ပါးကိုဖះဟောနေပြီဒီမှာပြနေပြီမိမောင်းထုတ်ပြနေပြီ။ပြတဲ့ခါကျတော့ဒီအကုသိုလ်စိတ်12ပါးဆိုတာတတ္တဝါရှိအကုသိုလ်စိတ်12ပါးလုံးကရှိနေမှာတတ္တဝါတိုင်းနေနေတယ်။မရှိဘူးဆိုရင်မရှိဘူးဒီစင်ရဲခြင်းအဆုံးကကြတော့လောကုတ္တရာတရားကိုယ်တိုင်ထိုးထွင်းမျက်မှောက်သိမြင်ရမယ်တရားကိုယ်တိုင်ကြည်ကြံတဲ့အပွားများအမေတရားအဲကြောင့်မို့ဖះကလည်းတရားဟောတာလေ45ဝါလုံးဖះတရားဟောတာလေဖះလက်ထက်တော်ကလည်းတာဂီဝင်မင်းသားလေရေလူဖို့စစ်ဖြစ်ကြတော့မှာပဲစစ်ဖြစ်တော့မယ်ဖះကအဲ့ဒီပတ်တကိုးတွေနဲ့သွားလုပ်လို့လားမလုပ်ဘူးဖះတရားဟောတာအင်္ဂုလိမာလာဖះတရားဟောတယ်ပရာဇာတိဖះတရားဟောတယ်45ဝါလုံးဖះမနာရအောင်ဖះတစ်ချိန်လုံးတရားဟောနေရတာမောင်လေးစဉ်းစားကြည့်ဆိုတဲ့ခါကျတော့နောက်တော့ဖះလက်ထက်တော်ကယဟန္တာကြီးတွေရှိကြတယ်အကုန်လုံးတကိုး80ပတ်တွေရကြတယ်ဖះမပြည့်ညံ့တယ်လုံးဝတကူမပြရအောင်
နားမလဲဘာဖြစ်လို့တကူမပြရမှာတကူပြရမှာတကူနဲ့ဒီလူတွေကိုလမ်းမှန်ရအောင်လုပ်မယ်မဟုတ်ဖះဒီမှာလူရဲ့လောဘကြီးကိုဖះမြင်တယ်လူရဲ့လောဘဆိုတာအထောမတတ်နိုင်ဘူးလို့နတ်မလိုက်လို့နတ်တော်ဖိပိတ်ဒီရဆိုမကြောက်လားဆိုအဲ့ဒါဖះမြင်လာတာလေဖះမြင်တော့ဒီလူတွေကဒီတကူတွေပြရင်လူတွေကအချောင်ပဲကြိုက်တယ်ကိုယ်တိုင်လုံးယူရမယ်ဆိုရင်မလုပ်ကြဘူးဘဲမှာအချောင်ရမလဲဘဲသူဘဲချဲမှလဲအုပ်ယူသွားကြတာလေဆိုတော့မောင်လေးတတတာလုံးရထားတဲ့တကူ80ပတ်နဲ့ကိုညီနေပါစေအောင်ဒီလူတွေရဲ့လောဘကြီးလာဖို့ပဲရှိတယ်အဆုံးမရဘူးလောဘရဲ့ဒီစင်းရဲခြင်းအဆုံးကကြတော့လောကုတ္တရာကိုကြင့်မှတာလေအဆုံးကိုရောက်မှာလို့ဖះကံကြီးကြိုးဟောနေပြီဒီမှာတတ္တဝါတွေရဲ့တတ္တဝါအကြောင်းမဟုတ်ဖះကပြောတာလူတွေရဲ့တတ္တဝါအရန်ရှိလာတယ်အမားတို့တတ္တဝါတွေရဲ့လူတယောက်ရဲ့တန်နေရာကြီးอ่ะဗောနော်တန်နေရာကြီးอ่ะအရန်ရှိတယ်ဘယ်လောက်ထိရှိလဲဆိုရင်အဆောက်ထုတ်လို့မရဘူးပဲဒါပေမဲ့အဆုံးအောင်တော့ပြလို့ရတယ်ပြမယ်ဒီအဆုံးဆိုတာလောဘအဆုံးဒေါသအဆုံးမောဟအဆုံးတဏှာအဆုံးဆိုတာလောဘအဆုံးဒေါသအဆုံးမောဟအဆုံးအဲ့ဒီတော့မှချမ်းသာစီအဲ့ဒီချမ်းသာစီကိုလေတကူအဲ့ဒီပတ်တွေနဲ့မရဘူးပညာနဲ့ပဲရတယ်ဖျားပေးတဲ့ပညာနဲ့ပဲရမယ်ဒီဒုက္ခရဲ့အဆုံးကိုသွားမယ်ဆိုလို့ရှိရင်လောဘအဆုံးဒေါသအဆုံးဆိုတဲ့ဟောဒီလောကုတ္တရာကိုယ်တိုင်ကြင်ကြံပွားများအထောက်ရမယ်ဆိုကံနေတင်ရမယ်လို့ဖျားပြောတာကံအတိတ်တွေပြန်တူထောင်ရမယ်ကံနေဆုံးအောင်လုပ်ရမယ်လို့သိရမယ်လို့ဖျားဟောတာလေဒါကြောင့်မို့တတ္တဝါတစ်ခုကံတစ်ခုလို့ဖျားမဟုတ်ဘူးလားပြုသူဖြစ်သူအဟောင်းလို့ဖျားမဟုတ်ဘူးလားမောင်လေးဆိုတော့အခုလက်ရှိဆင်းရဲနေကြတဲ့လူတွေကိုမောင်လေးအပေါ်ကနေမြင်လို့ရပြီဒီကံအကြောင်းကိုနားလေလို့ရှိရင်ဖះပြောတဲ့ဖះဟောတဲ့ကံအကြောင်းကိုမောင်လေးနားလေသွားလို့ရှိရင်ဒီတတ္တဝါတွေအခုလက်ရှိဆင်းရဲဒုက္ခခံနေရတဲ့လူတွေရဲ့ကံကိုမောင်လေးအရင်ကကံကိုမြင်လို့ရတယ်နောက်ပြီးတော့အခုလက်ရှိမတရားကြင့်မတရားလုပ်နေကြတဲ့ဆင်းရဲကြောင်းတရားတွေလုပ်နေကြတဲ့လူတွေကိုတက်ဖြတ်နေတဲ့ခိုးနှုတ်နေရခိုးဆိုးလူနိုင်လုပ်နေကြတဲ့မကောင်းလုပ်နေတဲ့အာဟုတုကံကိုမောင်လေးလှမ်းမြင်လို့မရတော့ဘူးလားအရှိမသူတို့ဘာတွေခံရမလဲဆိုတာကံတွေလောက်ထားရင်ခံရမှာလားမခံရဘူးလားခံရမှာဆန်ရမှာလားမဆန်ရဘူးလားဆန်ရမှာဒါတွေကတတ္တဝါတိုင်းအရောက်စီတိုင်းမှာအစားထိုးလုပ်ပြီးလို့မရဘူးမောင်လေးသွားလုပ်ပြီးလို့ရတယ်ဆိုတော့ခိတခဏပဲတကယ်ချမ်းသာစီကိုမလုပ်ပြီးနိုင်ဘူးဥပမာပြောပြမယ်မောင်လေးရဲ့ကောင်းလေးတယောက်အရန်စင်းရဲနေလို့မိုက်တို့ကသူတို့ချမ်းသာရအောင်ချမ်းသာနေရအောင်စားစရာတွေဝတ်စရာတွေတွားပေးမယ်ပညာတွေသင်ပေးမယ်ပညာတွေသင်ပေးပြီးတော့သူ့ကိုကြီးလာမယ်ဒီကလေးလေးတယောက်ကအသက်ကြီးလာလို့လူကြီးဖြစ်လာလို့လူဆိုးမဖြစ်နိုင်ဘူးမဖြစ်ဘူးလို့မောင်လေးအာမခံနိုင်လားလူတခိုးတည်းမဖြစ်ဘူးလို့မောင်လေးအာမခံနိုင်လားကိုရီကိုပြန်မတတ်နိုင်ဘူးလို့မောင်လေးဘာနဲ့အာမခံမှာမခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သိလို့မရလို့ဘာလို့ဒီတတ္တဝါတယောက်ရှိဒီလောဘဒေါသမောဟဆိုတာရှိနေအောင်ပါပဲရှိနေကြတယ်လှုပ်လဲလှုပ်နေကြတယ်ဆိုတဲ့ခါကျတော့တကယ်ချမ်းသာစီကိုမောင်လေးမလှုပ်ပေးနိုင်ဘူးတကယ်ချမ်းသာစီကိုလှုပ်ပြီးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမှာဖျားဟောနေတဲ့လောကုတ္တရာတရားကိုပညာတွေကိုမောင်လေးပြီးမှရဒီပညာသာတကယ်ချမ်းသာစီတကယ်ဒုက္ခဆုံးရတကယ်ချမ်းသာစီရမောင်လေးဆိုတဲ့ခါကျတော့အချက်မလို့ဖျားဟောတာလေကန္တာအမိကန္တာဖတကယ်လူတွေကိုချမ်းသာစီကိုမောင်လေးပေးခြင်းနဲ့ဆိုရင်ပညာရှိအောင်လို့ပညာရှိမှတကယ်သူတို့ချမ်းသာရအစ်စ်ကိုမောင်လေးလမ်းပြပေးနိုင်မှာဒါမှမဟုတ်မောင်လေးဘယ်လောက်လမ်းပြသူတို့လမ်းယူမလားမယူလားသူတို့လောဘနောက်ပဲလိုက်မှာတက်တာရအောင်ပဲလောက်မှာအချောင်ပဲလိုက်မှာဘယ်အချောင်ရမလဲပဲဘာမှမကြိုးစားဘာမှမအထုတ်ပဲရကျင်တဲ့လူကြီးပဲတကယ်တော့မဟုတ်ကိုယ့်ရဲ့ကံတွေကိုပြင်ရမှာကိုယ်တိုင်ကြိုးစားအားထုတ်ကြရမှာရှင်းပြီလားမောင်လေးကြောင့်မောင်လေးမိုက်ပြောမယ်အခုလက်ရှိကဘာမှာနော်လက်ရှိမှာနော်တကယ်ဆရာတော်ဘုရားကြီးတွေဘိညာဉ်တကူတွေရှိတဲ့ဆရာတော်ဘုရားကြီးတွေရှိတယ်သိလားဘာလို့သူတို့မကူညီကြလဲမစွမ်းနိုင်လို့တတ္တဝါတစ်ခုကံတစ်ခုလို့မပြောဘူးလားကံတာမိကံတာဖာ तू လှုပ်ထားတဲ့အကုသိုလ်ရှိ तू ခံရမှာသူ့မှာကောင်းမှုကုသိုလ်ရှိလေအချိန်တိုင်း तू ခံရမှာအချိန်တိုင်း तू ဆံရမှာဒါကံဤအကျိုးရှင်းပြီလားမောင်လေးအဲကြောင့်မလို့မောင်လေးကပညာရှိအောင်လို့ပညာရှိဖို့ဆိုမကြီးမောင်လေးကိုလမ်းပြအဘိဓမ္မာသင်လေတကိုးထက်တာလွန်တဲ့ပညာအောင်မောင်လေးရမယ်တိလားတကိုးထက်တာလွန်တဲ့ပညာကိုအဘိဓမ္မာမောင်လေးကိုပေးလိုက်မယ်တာတို့မောင်လေး